တရုတ်ပြည်ရဲ့ပထမဆုံးဧကရာဇ်ချင်းရှိဟွမ်ဟာပညာရှိတွေကိုအရှင်လက်လက်မြင့်မြုပ်ခဲ့တာကြောင့်နာမည်ဆိုးနဲ့ကြော်ကြားခဲ့ပါတယ်။ဒါပေမဲ့နှစ်ပေါင်း2000ကျော်အကြာမှာပေါ်ထွန်းလာတဲ့မော်စီတုံးဟာလည်းအလားတူနှိုင်းယှဉ်ခံခဲ့ရပါတယ်။ခေတ်သစ်တရုတ်နိုင်ငံကိုတည်ထောင်ခဲ့တဲ့ဒီတော်လှန်ရေးသမားကြီးဟာတရုတ်ပြည်ကိုတကယ်ပဲကယ်တင်ခဲ့တာလားဒါမှမဟုတ်ပျက်စီးခြင်းတွေစီခေါ်ဆောင်သွားခဲ့တာလားဒီနေ့ဗီဒီယိုမှာတော့သူ့ရဲ့အငင်းပွားဖွယ်ရာဘဝဇာတ်ကြောင်းကိုအတူတူလေ့လာကြည့်ကြရအောင်ပါမော်စီတုံးကိုဥက္ကဋ္ဌမော်ဆိုတဲ့နာမည်နဲ့အများကသိကြတာပါသူဟာတရုတ်ကွန်မြူနစ်တော်လှန်ရေးသမားတအုပ်ဖြစ်ပြီး1949ခုနှစ်ကတည်ထောင်ခဲ့တဲ့တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ဖခင်ကြီးလည်းဖြစ်ပါတယ်သူဟာတရုတ်ကွန်မြူနစ်ပါတီကိုတည်ထောင်ချိန်ကနေစပြီးကွယ်လွန်ချိန်အထိဥက္ကဋ္ဌအဖြစ်အုပ်ချုပ်ခဲ့သူပါသူရဲ့ Max Linear ဝါဒ theory တွေစစ်ရေးဗျူဟာတွေနဲ့နိုင်ငံရေးမူဝါဒတွေကိုစုပေါင်းပြီးမော်ဝါဒီလို့ခေါ်ဆိုကြပါတယ်ဟူနန်ပြည်နယ်ရှောက်ရှမ်းရွာမှာရှိတဲ့ချမ်းသာတဲ့လယ်သမားတဦးရဲ့သားအဖြစ်နဲ့မွေးဖွားခဲ့ပြီးမော်စီတုံးဟာငယ်စဉ်ကတည်းကတရုတ်အမျိုးသားရေးဝါဒီနဲ့နယ်ချက်ဆန့်ကျင်ရေးအမြင်တွေရှိခဲ့သူပါသူဟာ Max Linear ဝါဒကိုကူးပြောင်းခဲ့ပြီးတရုတ်ကွန်မြူနစ်ပါတီကိုစတင်တည်ထောင်သူတွေထဲကတဦးလည်းဖြစ်ပါတယ်1949ခုနှစ်အောက်တိုဘာ1ရက်နေ့မှာမော်စီတုံးကတရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ကြောင်းကြေညာခဲ့ပါတယ်1959ခုနှစ်မှာသူဟာတရုတ်နိုင်ငံရဲ့စိုက်ပျိုးရေးအခြေခံစီးပွားရေးကိုစက်မှုအခြေခံဖြစ်အောင်လျင်မြန်စွာပြောင်းလဲဖို့ရည်ရွယ်တဲ့မဟာခုံပြန်ကျော်လွှားမှုစီမံကိန်းကိုစတင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီစီမံကိန်းဟာစိုက်ပျိုးရေးပြဿနာတွေကိုပုံမှုဆိုးရွားစေခဲ့ပြီးတမိုင်းမှာအဆိုးရွားဆုံးငတ်မှုခေါင်းမာမှုကြီးကိုဖြစ်စေခဲ့ပါတယ်။1966ခုနှစ်မှာတရုတ်လူဖွဲ့စည်းတွင်းမှာရှိတဲ့တံပြန်တော်လှန်ရေးသမားလို့ယူဆရသူတွေကိုဖယ်ရှားဖို့ယဉ်ကျေးမှုတော်လှန်ရေးကိုလည်းစတင်ခဲ့ပါတယ်။1982ခုနှစ်မှာမော်စီတုံးဟာအမေရိကန်သမ္မတရစ်ချက်နယ်ဆင်ကိုပေကျင်းမှာလက်ခံတွေ့ဆုံပြီးတရုတ်နိုင်ငံရဲ့တကားဖွင့်မူဝါဒကိုအချက်ပြခဲ့ပါတယ်။မော်စီတုံးဟာအလွန်အငင်းပွားစရာကောင်းတဲ့ပုဂ္ဂိုလ်တဦးဖြစ်သလိုခေတ်သစ်ကမ္ဘာသမိုင်းမှာအရေးအပါဆုံးပုဂ္ဂိုလ်တဦးဖြစ်လဲသတ်မှတ်ခံရသူပါသူကိုထောက်ခံသူတွေကတရုတ်နိုင်ငံကိုခင်မီအောင်ဆောင်ရွက်ပေးတဲ့သူကမ္ဘာအင်အားကြီးနိုင်ငံဖြစ်အောင်တည်ဆောက်တဲ့သူအမျိုးသမီးအခွင့်အရေးနှစ်တင်ပေးတဲ့သူပညာရေးနဲ့ကျန်းမာရေးကဏ္ဍနှစ်တင်ပေးသူအဖြစ်ရှုမြင်ကြပါတယ်ဒါပေမဲ့ဝေဖန်သူတွေနဲ့တမိုင်းပညာရှင်တချို့ကတော့မော်စီတုံးကိုလူအခွင့်အရေးချိုးဖောက်တဲ့အာဏာရှင်အဖြစ်သတ်မှတ်ကြပြီးသူ့ရဲ့အုပ်ချုပ်မှုအောက်မှာအငတ်ပေးအဓမ္မလောအားပေးမှုနဲ့ကွပ်မျက်မှုတွေကြောင့်လူပေါင်းတန်း40ကနေတန်း80လောက်သေဆုံးခဲ့တယ်လို့ဆိုကြပါတယ်မော်စီတုံးကို1893ခုနှစ်ဒီဇင်ဘာ26ရက်ကဟူနန်ပြည်နယ်ရှောက်ရှမ်းရွာမှာမွေးဖွားခဲ့ပါတယ်။သူ့ရဲ့ဖခင်မော်ရီချန်းဟာအရင်ကဆင်းရဲတဲ့လယ်သမားတအုပ်ဖြစ်ပေမဲ့နောက်ပိုင်းမှာရွာမှာအချမ်းသာဆုံးလယ်သမားဖြစ်လာပါတယ်။မော်စီတုံးရဲ့အဆိုအရသူ့ရဲ့ဖခင်ဟာအလွန်စည်းကမ်းတင်းကျပ်သူဖြစ်ပြီးမော်စီတုံးနဲ့မောင်နှမတွေဖြစ်တဲ့ဇီမင်၊ဇီတန်နဲ့မွေးစားညီမဇီကျန်းတို့ကိုရိုက်နှက်လေရှိပါတယ်။မော်စီတုံးရဲ့မိခင်ဝမ်ချီမေဟာဗုဒ္ဓဘာသာဝင်တအုပ်ဖြစ်ပြီးခင်မွန်းရဲ့တင့်ကျက်မှုတွေကိုလျှော့ပေးဖို့ကြိုးစားပေးရှာပါတယ်။မော်စီတုံးဟာလည်းငယ်စဉ်ကဗုဒ္ဓဘာသာဝင်တအုပ်ဖြစ်ခဲ့ပေမဲ့ဆယ်ကျော်သက်အရွယ်မှာတော့အဲ့ဒီယုံကြည်မှုကိုစွန့်လွှတ်လိုက်ပါတယ်။အသက်8နှစ်အရွယ်မှာမော်စီတုံးဟာရှောက်ရှမ်းမူလာရန်ကျောင်းကိုတက်ရောက်ခဲ့ပြီးကွန်ဖျူးရှက်ဝါဒကိုသင်ယူခဲ့ပါတယ်။ဒါပေမဲ့သူဟာကွန်ဖျူးရှက်ကျင့်ဝတ်တွေကိုဟောပြောတဲ့ရှေးဟောင်းတရုတ်စာပေတွေကိုမနှက်သက်ပါဘူး။မော်စီတုံးဟာအသက်73နှစ်မှာမူလာရန်ပညာပြီးဆုံးခဲ့ပြီးဖခင်ဖြစ်သူကအသက်18နှစ်အရွယ်လီယိုယီရှိုနဲ့လက်ထပ်ပေးလိုက်ပါတယ်။မော်စီတုံးဟာမိဘတွေစီစဉ်ပေးတဲ့အိမ်တော်ကြီးကိုမကြိုက်လို့သူ့ကိုဇနီးအဖြစ်နဲ့အတိအမှတ်ပြုဖို့ညှဉ်းဆန်ခဲ့ပြီးအိမ်ကနေခိတ္တခွဲထွက်သွားပါတယ်။လီယိုယီရှိုဟာလူတော်မတိုးနိုင်ဖြစ်ခဲ့ရပြီး1910ခုနှစ်မှာကွယ်လွန်သွားပါတယ်။အသက်16နှစ်မှာမော်စီတုံးဟာဒုံရှန်မှာရှိတဲ့အထက်တန်းမူလာရန်ကျောင်းကိုပြောင်းရွှေ့ခဲ့ပေမဲ့လယ်သမားနောက်ခံဖြစ်လို့အနှိမ်ခံခဲ့ရပါတယ်။ဖခင်ရဲ့လေတော့မှအလုံးလုံးရင်မော်စီတုံးဟာစောင်းတွေကိုအငမ်းမရဖက်ရှုခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့အင်အားယို့ယော့လာမှုကိုထောက်ပြပြီးဒီမိုကရေစီစနစ်ကျင့်သုံးဖို့တိုက်တွန်းတဲ့
ကြံ့ကွမ်ရင်းရဲ့စောင်းကိုဖတ်ပြီးနောက်မှာတော့မော်စီတုံးရဲ့နိုင်ငံရေးအသိစိတ်တွေနိုးကြားလာပါတယ်။မော်စီတုံးဟာဂျော့ရှ်ဝါရှင်တန်နဲ့နပိုလီယန်တို့ရဲ့စစ်ရေးစွမ်းရည်နဲ့မျိုးချစ်စိတ်ဓာတ်ကိုအားကျခဲ့သူပါ။ချန်ရှာမြို့မှာဖြစ်ပွားခဲ့တဲ့အငတ်ဘေးကြောင့်ဆန္ဒပြပွဲတွေကိုစစ်တပ်ကနှိမ်နင်းပြီးခေါင်းဆောင်တွေကိုကုတ်မြတ်ခဲ့မှုကလည်းသူ့ရဲ့နိုင်ငံရေးအမြင်တွေကိုယုံလုံးပေါ်လာစေပါတယ်။အငတ်ဘေးဟာရှောက်ရှမ်းကိုပြန့်နှံ့လာတဲ့အခါငတ်မွနေတဲ့လယ်သမားတွေကမော်စီတုံးရဲ့ဖခင်ပိုင်ဆိုင်တဲ့စံစမားတွေကိုတင်ယူခဲ့ကြပါတယ်။မော်စီတုံးဟာအဲ့ဒီလိုရက်ကိုချင်းတရားအနေနဲ့မထောက်ခံပေမဲ့လယ်သမားတွေရဲ့ဘဝအခြေအနေကိုချင်းစာခဲ့ပါတယ်။ချန်ရှာကိုပြောင်းရွှေ့ပြီးနောက်မှာမော်စီတုံးဟာရဲတပ်ဖွဲ့တင်နန်းကြောင်းဥပဒေကြောင့်စီးပွားရေးကြောင်းနဲ့အစိုးရအထက်တန်းကျောင်းတွေကိုတက်ရောက်လိုက်ထွက်လိုက်လုပ်ခဲ့ပါတယ်။နောက်ပိုင်းသူဟာချန်ရှာစာကြီးတိုင်းမှာကိုယ်တိုင်လေ့လာမှုတွေပြုလုပ်ခဲ့ပြီးနိုင်ငံရေးစာအုပ်ဥပဒေစာအုပ်တွေဖတ်ခဲ့ပါတယ်။အဲဒီအချိန်ကသူကိုယ်သူပညာတတ်တဦးအနေနဲ့ရှုမြင်ခဲ့ပြီးအလုသမားလူရန်စားထက်သူကိုယ်သူပို့သားတယ်လို့ယူဆခဲ့တယ်လို့နောက်ပိုင်းမှာဝန်ခံခဲ့ပါတယ်။မော်စီတုံးဟာကျောင်းဆရာတအုပ်ဖြစ်ဖို့ဆုံးဖြတ်ပြီးချန်ရှာမှာရှိတဲ့စတုထမြောင်ဆရာဖြစ်တင်နန်းကျောင်းကိုတက်ရောက်ခဲ့ပါတယ်။အဲ့ဒီကျောင်းက Professor ရန်ချန်းကြီးကမော်စီတုံးကိုပေကျင်းတက္ကသိုလ်ရဲ့မဟာဌာနမှချန်တူရှို့ထုတ်ဝေတဲ့လူငယ်သစ်သတင်းစာကိုဖတ်ဖို့တိုက်တွန်းခဲ့ပါတယ်။မော်စီတုံးဟာ1918ခုနှစ်ဧပြီမှာသူ့ရဲ့ပထမဆုံးဆောင်းပါးကိုအဲ့ဒီသတင်းစာမှာဖော်ပြခဲ့ပြီးတော်လှန်ရေးမှာပါဝင်နိုင်မှုရုပ်ပိုင်းဆိုင်ရာကြန့်ခိုင်အောင်လုပ်ကြပါလို့စာဖတ်သူတွေကိုတိုက်တွန်းခဲ့ပါတယ်။ဖခင်ဖြစ်သူကမော်စီတုံးရဲ့ပညာရေးအတွက်ထောက်ပံ့ခြင်းကိုဖျက်တောက်လိုက်တာကြောင့်မော်စီတုံးဟာစင်းရဲသားတွေအတွက်အဆောင်မှာနေရပါတယ်။အဲဒီနောက်ဘေကျင်းကိုပြောင်းရွှေ့ခဲ့ပြီးနောက်မှာလစာအနေငယ်နဲ့အခန်းကျင်းလေးတစ်ခုမှာအခြားကျောင်းသား9ဦးနဲ့အတူနေထိုင်ခဲ့ပါတယ်။1919ခုနှစ်နွေဦးမှာပြင်သစ်ကိုသွားမဲ့တငယ်ချင်းတွေကိုလိုက်ပို့ရင်းရှန်ဟိုင်းကိုတွားရောက်ခဲ့ပြီးနောက်မှာအသေးအတန်ဖျားနာနေတဲ့မိခင်ဖြစ်သူထံရှောက်ရှမ်းရွာကိုမော်စီတုံးပြန်လာခဲ့ပါတယ်။သူ့ရဲ့မိခင်ဟာ1919ခုနှစ်အောက်တိုဘာမှာကွယ်လွန်ခဲ့ပြီးဖခင်ဖြစ်သူက1920ဇန်နဝါရီမှာကွယ်လွန်ခဲ့ပါတယ်။မော်စီတုံးဟာငယ်စဉ်ကတည်းကတရုတ်အမျိုးသားရေးဝါဒီနဲ့နယ်ချဲ့ဆန့်ကျင်အမြင်တွေရှိခဲ့ပြီး1917ရှင်းဟိုင်တော်လှန်ရေးနဲ့1919မေလ4ရက်လှုပ်ရှားမှုတွေရဲ့လွှမ်းမိုးမှုကိုခံခဲ့ရပါတယ်။ရှင်းဟိုင်တော်လှန်ရေးမှသည်တရုတ်နိုင်ငံရဲ့နောက်ဆုံးဧကရာမင်းဆက်ချင်းမင်းဆက်ကိုဖြုတ်ချပြီးတရုတ်သမ္မတနိုင်ငံကိုတည်ထောင်ခဲ့ပါတယ်။ချန်ရှာမြို့မှာချင်းမင်းဆက်ရဲ့17ဦးမြောက်ဘရင်ဧကရာဖူရီရဲ့တအူးဆံမိုင်းစနစ်အပေါ်မုံတီးမှုတွေပြန့်နှံ့နေခြင်းအများစုကသမ္မတစနစ်ကိုလိုလားခဲ့ကြတာပါ။အဲဒီလှုပ်ရှားမှုရဲ့ဦးဆောင်ခဲ့သူဟာအမေရိကန်မှာပညာသင်ကြားခဲ့တဲ့ခရစ်ယာန်ဘာသာဝင်ဆွန်ရက်စင်ပဲဖြစ်ပါတယ်။မော်စီတုံးဟာဆွန်ရက်စင်ရဲ့ပြည်သူ့လွတ်လပ်ရေးသတင်းစာလွှမ်းမိုးမှုကိုခံခဲ့ရပြီးကျောင်းစာစီစာကုန်းတစ်ခုမှာဆွန်ရက်စင်ကိုသမ္မတဖြစ်စေခြင်းနဲ့လို့ရေးသားခဲ့ပါတယ်။မော်စီတုံးဟာမန်ချူဧကရေကိုတော်လှန်တဲ့အထိတ်အမှတ်အဖြစ်နဲ့သူ့ရဲ့ကျစ်ဆံမိကိုတောင်ဖျက်ချပစ်ခဲ့တာပါ။သူဟာတော်လှန်ရေးတပ်မတော်ကိုတာမန်စစ်သားအဖြစ်နဲ့ဝင်ရောက်ခဲ့ပေမဲ့တိုက်ပွဲတွေမှာပါဝင်ခဲ့ရခြင်းမရှိဘဲ6လအကြာမှာတပ်ကနေထွက်ခဲ့ပါတယ်။အဲ့ဒီချိန်ကသူဟာသတင်းစာတစ်စောင်ကနေတဆင့်ဆိုရှယ်လစ်ဝါဒအကြောင်းကိုစာပြီးသိရှိခဲ့ပါတယ်။မော်စီတုံးဟာသူ့ရဲ့ဆရာရန်ချန်းကြီးရှိရာပေကျင်းကိုပြောင်းရွှေ့ခဲ့ပြီးပေကျင်းတက္ကသိုလ်စာကြည့်တိုင်းမှုလီတာကျောင်းစီမှာလက်ထောက်အဖြစ်နဲ့အလုပ်လုပ်ခဲ့ရပါတယ်။1919မေလမှာဂျပန်နဲ့အဲ့ဒီခေတ်ခါကတရုတ်ပြည်မှာအင်အားအကြီးဆုံးဖြစ်တဲ့ပင်ရက်စစ်အစိုးရကိုစန့်ကျင်တဲ့မေလေးရဲ့လှုပ်ရှားမှုကြီးပေါ်ပေါက်လာပါတယ်။မော်စီတုံးဟာဟူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးကျန်းကျင့်ဝေကိုစန့်ကျင်တဲ့ဆန္ဒပြပွဲတွေကိုစတင်စီစဉ်ခဲ့ပါတယ်။သူဟာဟူနန်ကျောင်းသားအသင်းကိုတည်ထောင်ခဲ့ပြီးရှင်းကျန်းဝေဖန်ချက်အမည်နဲ့အပတ်စဉ်မဂ္ဂဇင်းထုတ်ဝေပြီးလူပိန်းနားလေတဲ့ဘာသာစကားနဲ့လူလူမဟာမိတ်အဖွဲ့ကြီးလိုအပ်တဲ့အကြောင်းရေးသားခဲ့ပါတယ်။1920မှာသူဟာသူ့ရဲ့ဆရာသမီးဖြစ်သူရန်ကိုင်ဝှေ့နဲ့လက်ထပ်ခဲ့ပါတယ်။1921ခုနှစ်မှာပေကျင်းတက္ကသိုလ်ကမဟာဌာနမှချန်တူရှို့နဲ့ပေကျင်းတက္ကသိုလ်စာကြည့်တိုင်မှုလီတာကျောင်းတို့ကတရုတ်ကွန်မြူနတီပါတီကိုစတင်တည်ထောင်လိုက်ပါတယ်။မော်စီတုံးကတော့ချန်ရှာဌာနခွဲကိုတည်ထောင်ခဲ့ပါတယ်။သူဟာဟူနန်ပြည်နယ်ပါတီအတွင်းရေးမှူးအဖြစ်နဲ့တာဝန်ယူပြီးကွန်မြူနတီအဖွဲ့ဝင်တစ်တွေစုဆောင်းခဲ့ပါတယ်။လီနင်ရဲ့အကြံပြုချက်အရကွန်မြူနတီတွေဟာကွန်မြူတန်နဲ့မဟာမိတ်ပြုဖို့သဘောတူခဲ့ကြပါတယ်။မော်စီတုံးကလည်းလူအဖွဲ့အစည်းအလွှာအသီးသီးနဲ့မဟာမိတ်ပြုရေးကိုတက်ကြွစွာပဲထောက်ခံခဲ့ပါတယ်။
1929ခုနှစ်မှာမော်စီတုံးရဲ့စာအုပ်ရိတ်သိမ်းပွဲအုံကြွားမှုဟာလယ်သမားတို့ရဲ့တော်လှန်ရေးအင်အားကိုပြသလိုက်တာပါ။တစ်ချိန်တည်းမှာပဲကွန်မြူတန်ရဲ့ခေါင်းဆောင်ချန်ကင်ရှိတ်ကကွန်မြူနစ်တွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်နှိမ်နင်းခဲ့လို့တရုတ်ပြည်တွင်စစ်ကြီးစတင်ခဲ့ပါတယ်။ချန်ကင်ရှိတ်ကမော်စီတုံးရဲ့ပြိုင်ဘက်သူဟာကွန်မြူနစ်ဝါဒကိုအပြင်းအထန်ဆန့်ကျင်သူပါ။ဒါကြောင့်မော်စီတုံးဦးဆောင်တဲ့ကွန်မြူနစ်ပါတီနဲ့နှစ်ပေါင်းများစွာပြည်တွင်းစစ်ဖြစ်ခဲ့ပါတယ်။1930ဖေဖော်ဝါရီမှာမော်စီတုံးကသူထိန်းချုပ်ထားတဲ့ကျန်းရှိဒေသမှာဆိုဗီယက်အစိုးရတရက်ကိုဖွဲ့စည်းလိုက်ပါတယ်။အဲ့ဒီနှစ်နိုဝင်ဘာမှာမော်စီတုံးရဲ့ဇနီးနဲ့ညီမဖြစ်သူကိုကွန်မြူနန်တပ်တွေကဖမ်းဆီးကွပ်မျက်လိုက်ပါတယ်။အဲ့ဒီနောက်မော်စီတုံးဟာတော်လှန်ရေးသမားဟန်းစီကျန်းနဲ့ဆက်ပြီးအိမ်အောင်ပြုခဲ့ပါတယ်။1931နိုဝင်ဘာမှာကျန်းရှိကိုတရုတ်ဆိုဗီယက်သမ္မတနိုင်ငံအဖြစ်ကြေညာလိုက်ပါတယ်။မော်စီတုံးကအစိုးရအဖွဲ့ရဲ့ဥက္ကဋ္ဌနေရာခန့်အပ်ခံရပေမဲ့စစ်တပ်ထိန်းချုပ်ခွင့်ကိုကျိုးရင်လိုင်းထံခွဲဝေပေးလိုက်ရလို့သူ့ရဲ့အာဏာလျော့သွားပါတယ်။ချန်ကေရှိတ်ရဲ့ကွန်မြူနန်တပ်တွေကကွန်မြူနစ်တွေကိုဝိုင်းဝန်းချေမှုန်းဖို့ကြိုးပမ်းခဲ့ပေမဲ့မော်စီတုံးရဲ့ပျောက်ကြားစစ်ဗျူဟာတွေကြောင့်အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့တာပါ။ဒါပေမဲ့ပြည်စမအကျဉ်းဝိုင်းရံမှုမှာကွန်မြူနန်တပ်တွေကကွန်ကရစ်ဒရိုင်းတွေနဲ့စူးကြိုးတွေနဲ့ပိတ်ဆို့ပြီးလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့ကွန်မြူနစ်တွေဘက်မှရိတ်ခါနဲ့စေဝါပြက်လက်ပြီးဆုတ်ခွာဖို့ဖြစ်သွားခဲ့ပါတယ်။1934အောက်တိုဘာ14ရက်မှာစစ်သည်8000ခွဲနဲ့ပါတီဝင်15000ပါဝင်တဲ့နေတက်မတော်ဟာကွန်မြူနန်တပ်ရဲ့ဝိုင်းရံမှုကိုဖောက်ထွက်ပြီးမဟာခရီးချမ်းကိုစတင်ခဲ့ပါတယ်။လန်ခရီးမှာဒဏ်ရာရသူတွေဖျားနာနေသူတွေနဲ့ကလေးငယ်တွေကိုတော့ချန်ထားခဲ့ရတာပါ။မော်စီတုံးဟာသူ့ရဲ့တပ်တွေကိုဥဆောင်ပြီးမြစ်တွေတောင်တန်းတွေရှုံနွန်တော်တွေကိုကြော်ဖြတ်ခဲ့ရပါတယ်။ကွန်မြူနန်တပ်တွေသာမကဒေသခံမျိုးနွယ်စုတွေရဲ့တိုက်ခတ်မှုကိုလည်းခံခဲ့ရတာပါ။နောက်ဆုံးရှမ်းရှိပြည်နယ်ကိုရောက်တော့မှပဲစတင်ထွက်ခွာလာသူအင်အား3သိန်းကျော်တွေက9000 8000လောက်ပဲအသက်ရှင်ကျန်ခဲ့တော့တာပါ။အဲ့ဒီမဟာခရီးချမ်းဟာကွန်မြူနစ်ပါတီအတွက်အလွန်အကျုံးဝင်ခဲ့ပြီးမော်စီတုံးကိုပါတီရဲ့အငြင်းပွားပွဲရှင်းနိုင်ပွဲမရှိတဲ့ခေါင်းဆောင်ဖြစ်လာစေခဲ့ပါတယ်။ခရီးချမ်းကာလအတွင်းမော်စီတုံးရဲ့ဇနီးဟဲစီချမ်းကတော့ဥကောင်းမှာဘုံစံထိမှန်ပြီးဆေးကုသမှုခံယူဖို့မော်စကိုကိုတွားခဲ့ရပါတယ်။အဲ့ဒီနောက်တော့မော်စီတုံးဟာသူ့ကိုကွာရှင်းပြတ်ဆဲပြီးမင်းသမီးကြမ်းချင်းနဲ့လက်ထပ်ခဲ့ပါတယ်။မော်စီတုံးဟာဂျပန်တွေကိုအနားယူဖို့တက်နေတော့တခုတည်းနဲ့မလုံလောက်ဘူးလို့သိလာခဲ့ပြီးရည်မှန်းချက်တွေအောင်ဖို့ကွန်မြူနစ်တွေဦးဆောင်တဲ့အမျိုးသားကာကွယ်ရေးအစိုးရတရက်ကိုကွန်မင်တန်နဲ့တခြားအမျိုးသားဝါဒီအင်အားစုတွေနဲ့ပူးပေါင်းဖွဲ့တင်တယ်လို့ယူဆခဲ့ပါတယ်။ချန်ကေရှိတ်ကိုနိုင်ငံတော်သစ္စာဖောက်တယောက်အနေနဲ့မုန်းတီးပေမဲ့လည်းမော်စီတုံးဟာစတာလင်ရဲ့တိုက်တွန်းချက်နဲ့1936ခုနှစ်မေ9ရက်မှာနန်ကျင်းအစိုးရစစ်ကောင်စီထံစစ်ရေးမဟာမင်းဖွဲ့ဖို့ကြေးနှံရညှိနှိုင်းခဲ့ပါတယ်။ချန်ကေရှိတ်ကတော့မော်စီတုံးရဲ့ဆန္ဒကိုလစ်လျူရှုပြီးပြည်တွင်းစစ်ဆက်လက်ဆင်နွှဲဖို့ရည်ရွယ်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့လက်အောက်ခံဗိုလ်ချုပ်ကျန်းရွှေလျံရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ဒါကိုရှေးအပ်ဖြစ်ရလို့လည်းလူသိများပါတယ်။ကျန်းရွှေလျံကချန်ကေရှိတ်ကိုကွန်မြူနစ်တွေနဲ့ညှိနှိုင်းမှုဖိအားပေးတာနဲ့1938ခုနှစ်ဒီဇင်ဘာ25ရက်နေ့မှာနှစ်ဖက်စလုံးကအလျှော့အတင်းတွေပြုလုပ်ပြီးဂျပန်ကိုဆန့်ကျင်မှုပူးပေါင်းတပ်ဖွဲ့စည်းလိုက်ပါတယ်။ဒုတိယကမ္ဘာစစ်အပြီးမှာအမေရိကန်ရဲ့ကူညီမှုကိုရရှိထားတဲ့ကွန်မြူနန်နဲ့မော်စီတုံးရဲ့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA တို့ဟာပြည်တွင်းစစ်ပြန်လည်စတင်ခဲ့ပါတယ်။1948ခုနှစ်ချန်ချွေမြို့ဝိုင်းရံခမ်းရမှုမှာအရက်သား3,600,000လောက်ငတ်မွတ်သေဆုံးခဲ့ပြန်ပါတယ်။1949ခုနှစ်မှာကွန်မင်တန်တပ်တွေအကြီးအကျယ်ဆစ်ရှုံးပြီးချန်ကေရှိတ်ကလည်းထိုင်ဝမ်ကျွန်းကိုဆုတ်ခွာသွားပါတယ်။1949ခုနှစ်အောက်တိုဘာ1ရက်နေ့မှာတော့မော်စီတုံးကတရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်တဲ့အကြောင်းကြေညာလိုက်ပါတယ်။